ဟင်းချဲရတာပြင်းနေနေမျိုးဆိုရင်ဘာမှထွေထူးမစင်းစားနေနဲ့နော်ဘော်ဘီတစ်စိမ့်ဝယ်ပြီးတော့ဒီလိုမျိုးလေးသာသူ့ချပေးလိုက်ပါကုန်ကြလဲတက်တာပြီးတော့ရန်အောင်မှာထမင်းစားလို့ကောင်းပါတယ်ခင်ဗျာအရင်ဆုံးဂေါ်ဘီထုတ်ပါလေးလှီးထားပေးလိုက်မယ်အစိမ့်သုံးပါဆိုတော့ဒီနဲ့စားလေးထည့်ပြီးတော့အနောက်မှာဆေးထားပေးလိုက်မယ်ပြီးရင်တော့ထက်သုံးမဲ့ပစ္စည်းလေးတွေလှီးထားပေးလိုက်ပါတယ်ခင်ဗျာပြီးရင်တော့ရေဆေးပြီးစစ်ထားတဲ့ဂေါ်ဘီထုတ်နဲ့လှီးထားတဲ့သီးရွက်တွေထည့်ပေးလိုက်မယ်ဒီမှာကျွန်တော်ကတော့ထောင်းထားတဲ့ပစုံကြောက်ရယ်မြေဘက်ဆန်လေးရယ်စားနဲ့ချုံမို့ငရုတ်သီးမိုးနဲ့ငံပြာကြီးရယ်ကျဲသွန်နီစီချက်နဲ့တံမြော်သီးလေးထည့်ပြီးတော့ရတာနှံ့အောင်လို့နဲ့ထားပေးလိုက်ပါတယ်ခင်ဗျာဒီနေရာမှာပဲကျဲမှုလေးထည့်ပြီးတော့ရင်တော့စီစီလေးနဲ့ပို့ပြီးစားကောင်းစေမှာပါကျွန်တော်မှာတော့ပဲကျဲမှုကိုနေရာနဲ့မထည့်လိုက်တော့ပါဘူးကဲနှမ်းစားအောင်လို့တေချာနေပြီးတော့ဆိုရင်တော့ကုန်ကြလဲတက်တာတယ်ထမင်းလည်းအရန်ကိုစားလို့ကောင်းတယ်ဂေါ်ဘီထုတ်ဆေးသုံးလေးရပါပြီခင်ဗျာကဲကျွန်တော်ကတော့ပကံလေးတဲ့တေချာထည့်ပြီးတော့စားလိုက်ပါဦးမယ်